အာမန်ဆာရူဂျန်ကိုငှက်ကြောင် UFC ကနေအထုံးမခံရတဲ့တောင်ကျေးဇူးတင်ဆိုပြီးတော့ဝိုင်းဝန်းနေကြတဲ့တိုပူရီယာနဲ့ပက်ဒီပင်ပလဲပရိသတ်များအားလုံးပဲမင်္ဂလာပါလက်ဝိတ်ဆူပရင်ကနေကြိုဆိုပါရစေ2025ခုနှစ်ရဲ့အကုန်မှာ UFC ပရိသတ်တွေအတွက်အံ့ဩစရာအကောင်းဆုံးသတင်းတစ်ခုကတော့ရန်သူတော်ကြီးနှစ်ဦးဖြစ်တဲ့အီလီယာတိုပူရီယာနဲ့ပက်ဒီပင်ပလက်တို့ဟာတဦးကိုတဦးမုန်းတီးနေကြပေမဲ့အချက်တစ်ချက်မှာတော့ပုံသဘောထားတူညီသွားကြခြင်းပါပဲအဲ့ဒီချက်ကတော့လိုက်ဝိတ်တိုင်းရဲ့ထိတ်တန်းစိန်ခေါ်သူအာမန်ဆာရူဂျန်ကိုလောင်ပြောင်ရှုံးချပြီးခပန်းနဲ့မထိုက်တန်ကြောင်ပြောဆိုလိုက်ကြတာဖြစ်ပါတယ်။တိုဘူရီယာနဲ့ပက်ဒီတို့ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကလန်ဒန်မှာပြုလုပ်တဲ့ UFC ပွဲစဉ်တစ်ခုမှာလက်တန့်ဆေးရီဟန်ဆန်တနိုင်စာနဲ့ပတ်သက်ပြီးစကားများရာကနေအကြီးကျယ်ရန်ဖြစ်ခဲ့ကြတဲ့သူတွေပါ။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တွေ့တဲ့နေရာမှာထိုးဖို့အထိချိန်ဝါထားကြတဲ့ခါသီးတဲ့ရန်သူတွေဖြစ်ပါတယ်။ဒါပေမဲ့အခု2025ခုနှစ်အကုန်မှာတော့သူတို့နှစ်ယောက်လုံးကအာမန်ဆာရူဂျန်ကိုစံချိန်ကောင်းပြီမဲ့စိတ်ဓာတ်မခိုင်မာသူအဖြစ်ပူပေါင်းတိုက်ခတ်လိုက်ခဲ့ကြပါတယ်။ဒါ UFC လောကမှာရန်သူရဲ့ရန်သူဟာမိတ်ဆွေဆိုတဲ့သဘောမျိုးတဲ့အာမန်ရဲ့လုပ်ရက်တွေအပေါ်သူတို့နှစ်ယောက်လုံးက professional မဆန်ဘူးလို့တူညီစွာမြင်နေတာကြောင့်ဖြစ်ပါတယ်။အာမန်လက်ရှိမှာ ranking 1မှာရှိနေပြီးခြေစွမ်းရအလွန်တော်တဲ့သူဖြစ်ပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်အချို့ကသူ့ကိုအားလုံးရဲ့ဝေဖန်စရာဖြစ်စေခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကအစ္စလမ်မာခပ်ချက်နဲ့ကစားရမယ့်ချန်ပီယံလူပွဲကိုပွဲစားဖို့နိုင်ပိုင်းအလိုမှာနှုတ်ထွက်ခဲ့တာဟာသူ့ရဲ့စားသမားဘဝအတွက်အကြီးမားဆုံးအမဲဆက်ဖြစ်သွားပါတယ်။ဒန်ဟူကာနဲ့ပွဲမတိုင်ခင်ချိန်ခွင်ရှာတက်ချိန်မှာဟူကာကိုခေါင်းနဲ့တိုက်ခဲ့တဲ့လုပ်ရက်ဟာပရိသတ်တွေနဲ့တခြားဖိုက်တာတွေကြားမှာသူ့ကိုလူဆိုးပုံစံပေါက်သွားစေပါတယ်။တိုဘူရီယာကအာမန်ကိုအတွင်းခံလဲဖို့လိုနေပြီလို့ပြောလိုက်တာဟာဖိုက်တာတယောက်အတွက်ရှက်စရာကောင်းတဲ့စကားပါ။ဖိုက်တာတိုင်းမှာဒဏ်ရာရှိတယ်၊နာကျင်မှုရှိတယ်။ဒါပေမဲ့ငါတို့ကကြိုးဝိုင်းနဲ့တက်ခဲ့ကြတယ်။သူကတော့အခွင့်အရေးကိုလွန့်ပစ်ပြီးကြောက်လို့ထွက်ပြေးခဲ့တာလို့တိုဘူရီယာကဆိုပါတယ်။ဘယ်ဒီကတော့တိုဘူရီယာထက်တောင်ပိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။အာမန်ကို spine bread မိဘအလိုလိုက်ထားတဲ့ကလေးစိုးလို့ခေါ်ဆိုခဲ့ပြီးသူ့ရဲ့မိသားစုကအလိုလိုက်ထားလို့ဒီလိုအကျင့်ပြတ်နေတာလို့ပါထည့်သွင်းပြောဆိုခဲ့ပါတယ်။ဘယ်ဒီရဲ့အဆိုအရအာမန်ဟာ UFC ကနေအထုံးမခံရတာကိုတင်ကျေးဇူးတင်ပြီးချန်ပီယံကပတ်အကြောင်းပြောဖို့ဝေလွန်သေးတယ်လို့ဆိုထားကြောင်းပါ။